စားပဲရှိအမှတ်9စစ်ပါပဲဗျကိုမင်းခန်းတို့ကိုရိုလေးတို့နေပြီးတော့မှရှိပါတယ်ဗျကိုတော်ရဲ့ကစားကွက်တွေကိုတော့ဒါရပေကကစားတဲ့ကစားသမားအချင်းချင်းလူငယ်ကစားသမားလေးတင်ထူးပိုင်ကပိုင်ပိုင်နိုင်နိုင်ကိုကာနေပြီဗျဟုတ်တယ်ညီလေးဟင်းမင်းတို့ရေပွဲအကောင်းလုံးနေဗျမင်းခန့်စားပဲလိုင်းလူလိုင်းကိုအနေငယ်ဝေးသွားတယ်ဗျစားပဲရှိမရှောင်းမ10မှတ်ပါဗျထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျကိုတောက်ဘလော့ကင်ပြန်မိသွားပြီဗျမ9မှတ်10မှတ်ပါထူးထူးစားပဲပိန်သေးရဲ့နောက်တောင်းထဲမှာပဲတမတ်ရယူသွားပြန်ပြီဗျမ10မှတ်10မှတ်ပါပိန်သေးစားပဲဖမ်းထားပြီဗျတင်ထူးပိုင်ကိုတောက်ရဲ့ဘလော့ကင်ရပေါ်ပါပဲစန့်ထားသေးပဲဗျ10မှတ်10မှတ်ပါပဲဗျကိုတောက်ကတော့ဒီပုံစံတိုင်းကိုမကြမရှင်းအောင်ရှာတာပါဗျာနော်10မှတ်10မှတ်ပါပဲဗျတင်ထူးပိုင်ကောင်းလုံးနေဗျစားပဲရှိ10မှတ်10မှတ်ပါပဲဗျမင်းကန်စားပဲတာကြီးရဲ့နောက်စီကိုအနေငယ်ဝေးသွားတယ်ဗျစားပဲရှိ10မှတ်10မှတ်ပါ9မှတ်10မှတ်ဖြစ်သွားပြီဗျဟုတ်တယ်ညီလေးဟင်းမင်းတော်ကြီးရွှေရောင်မျိုးသက်သစ်ကစားသမားတွေထဲမှာမန္တလေးတိုင်းကပေါ်ထွက်လာတဲ့လူငယ်မျိုးသက်သစ်တွေကတော့အလားလာရှိတဲ့မျိုးသက်သစ်တွေအများကြီးထွက်လာပြီဗျစားပဲရှိ10မှတ်9မှတ်ပါဗျမင်းခန့်စားပဲထူးထူးဖမ်းထားပြီဗျအိုးကိုသားအိုပါဗျဒီလေးတွေဒါကတော့ပြိုင်ပွဲမဟုတ်ဘူးဗျပြိုင်ပွဲကမနေ့ကတပိုင်းကစားပြီးညနေဘက်ကိုတော့ကြီးပွဲကစားတာပါဗျတင်ထူးဖိုင်ပါဗျကောင်းလုံးနေဗျစားပဲရှိအမှတ်10မှတ်9မှတ်ပါပြီဗျမင်းခန့်စေဖို့မတက်လိုက်ဘူးဗျာနော်စားပဲရှိအမှတ်9မှတ်10မှတ်ပါပဲဗျဟုတ်တယ်ညီလေးဟင်းမင်းတို့ရေတင်ထူးပိုင်ကောင်းလုံးနေဗျစားပဲရှိအမှတ်10မှတ်9မှတ်ပါပဲဗျမင်းခန့်စားပဲကတော့ဒါလိုင်းတူလိုင်းပဲအားနေချက်ရှာထိုးနေတာမှန်ကန်တယ်လို့ပြောရမယ်ဗျပိန်သေးပါဗျမှတ်11နိုင်ပါလက်ရှိကြည်သာတိုင်းလောကရဲ့ဒါနောက်တန်းခံစစ်ဒီမှာမင်းခန့်နဲ့ခိုင်ကြီးတွေကလက်ရှိအမြင့်ဆုံးတွေးဆိုင်လို့ပြောရမယ်ဗျကိုအေးဝင်းတို့ရေမီရှောမပါပါဘူးခင်ဗျဂျပီကအထောင်နောက်ဖန်း
အမြင့်ဆုံးအတွေ့အကြုံမှာပါဝင်နေတဲ့ဒါခိုင်မိန်းခန့်အတွေ့ကြီးပွဲတွေ့ကြုံကောင်းတွေပိုင်ဆိုင်ထားတာဖြစ်တော့ဒါဘယ်အချိန်မှာအမှတ်ရှာရမယ်ဆိုတာကိုဒါအလိုလိုသိနေတဲ့ကစားသမားတွေပါဗျမိန်းခန့်စားပဲလိုင်းတူလိုင်းပဲထိုးထားပြီဗျဒီကောင်းကိုဝေးသွားတယ်ဗျအမှတ်တွေးနိုင်မှာမိန်းခန့်လိုင်းတူလိုင်းအားနေကျရှာထိုးနေတာဖြစ်တဲ့အတွက်တိုင်ထိသွားပြီဗျအမှတ်9တွေးပါဗျကိုချစ်ပွဲကမနေ့ခင်းကပြီးသွားပြီဗျတင်ထူးပိုင်ဂျမ်ပါဝါကောင်းလုံးနေဗျခေင်းကောင်ကတမျိုးစီပဲခေင်းကောင်ကတမျိုး မတ်တွင်နိုင်မင်းခန့်စားပဲကိုသားကိုဖမ်းထားပြီဗျစားပဲရှိအမှတ်9တွဲပါပဲဗျတင်ထူးပိုင်ခိုင်ကြီးပိန်ဒီမင်းခန့်အတွေ့ရတော့ဒါကစားပွဲပုံပေါ်တာကောင်းလုံးတယ်လို့ပြောရမယ်ဗျအိုးတာကြီးပါဗျနံပါတ်14နာမည်ကဒါရွှေရောင်မျိုးသက်တဲ့ကစားသမားလေးတင်ထူးပိုင်ပါဗျကိုရှိတိုးကပြိုင်ပွဲမှာတပွဲရှုံးတပွဲနိုင်ထားတယ်ဗျနောက်တပွဲနိုင်ရင်စီမီဖိုင်နယ်ကိုတက်ရမှာဖြစ်ပြီးရှုံးရင်တော့ဒါထွက်ရမှာပါဗျမတ်10မတ်12မတ်ထူးထူးစားပေးပါဗျပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ပါနဲ့လွန်နေဗျစားပဲရှိမတွဲလက်ပါပဲဗျစားပဲရှိမလက်တွဲပါမြန်မာပြည်ဘူးဒီမင်္ဂလာပါဗျမလက်တွဲထူးထူးစားပဲပိုက်တိုးသွားပြီဗျစားပဲရှိမတွဲလက်ပါပဲဗျပိန်သေးကောင်းလုံးနေဗျမ73မဲ10မှတ်ပါဗျကောင်းဝေရိုင်လုံးတင်တူးပိုင်ပိုင်ပိုင်နိုင်နေပဲကသွားပြန်ပြီဗျဒါမနေ့ကတွေကသူတို့ပုံပေါ်ထားတဲ့ကစားကွက်ပါဗျစားပဲရှိမလက်ပွိုင်မှာပြိုင်ပွဲကစုစုပေါင်း8သင်းပါဗျစားပဲရှိမပွိုင်လက်ပါပဲဗျစားပဲရှိမလက်ပွိုင်မှာဟုတ်တယ်ဒီဘက်ကဆက်၄ကဒါပါရမီရှင်ကစားသမား၄ပါဗျစားပဲရှိမပွိုင်လက်ပါပဲဗျစားပဲရှိမလက်ပွိုင်မှာ
လူစေဘုံမိထားပြီဗျအမှတ်11 point ပါဗျဟုတ်ကဲ့ပါကိုတန်းဝေဆိုကြီးထိုင်းကနေအားပေးနေလို့ကျေးဇူးတင်ပါတယ်ဗျဆော့လိုက်ပါလားဆော့လိုက်ဝင်လိုက်ဝင်ဆော့လိုက်လို့ကိုင်းဝင်မင်းသားเนี่ยဝင်လိုက် ဘယ်နှမှတ်ဂိမ်းလဲဆိုကိုကြီး16မှတ်ဂိမ်းပါဗျဟုတ်ပါတယ်ကြီးပွဲပါဗျမင်းကန်စားပဲတာဂီဖန်ထားပြီဗျဟိုးကိုတောင်းဦးနဲ့စိုးဝေထွန်းနဲ့နားလေမှုနေငယ်လွဲနေတယ်ဗျ15မှတ်14မှတ်ပါ16မှတ်ဂိမ်းပါဗျတာဂီဖန်ထားပြန်ပြီဗျခိုင်ပိုင်နိုင်စေပြီမဲစေဘောမရလိုက်ဘူးဗျ14မှတ်15မှတ်ပါထူးထူးစားပဲပိုက်တိုးသွားပြီဗျကိုတီတူကြီးကိုင်းရတော့မဟုတ်ပင်ခရိုင်ညောင်နှုံးမြို့နေမှာပါဗျကိုဝင်းစိုးကြီးထိုင်းကနေအားပေးလို့ကျေးဇူးတင်ပါတယ်ဗျမင်းကန်စားပဲတာဂီဖန်ထားပြီဗျခိုင်ကြီးစေဘောမိထားပြီဗျသုံးပြက်လုံးတွေကတော့ဒါနားလည်မှုကိုရှိတဲ့တွဲဆိုင်ရပဲနိုင်ရရှိသွားပြီဗျဟုတ်တယ်ကိုကျော်စိုးကြီးပွဲရကောင်းလုံးနေဗျ